ဒါလေးက15ရက်နေ့အောင်ပွဲလေးပါရှင်မနက်ပိုင်း3:04ထွက်တယ်ညနေ9:06ထွက်တယ်တကွက်ကောင်းလဲမိတယ်ပေါ့နော်အားလုံးအဆင်ပြေကြပါတယ်ပေါ့နော်ဒီကနေ့လဲ16ရက်နေ့မှာလဲမနက်ဖြန်လို့အဆင်ပြေအောင်လို့ပေါ့နော်ကျွန်မတစ်ချက်ပြန်ပြပေးပါမယ်ဒီဟာလေးကိုပြန်ပြပေးပါနော်ဒီ1 chain လေးကိုအဲ့မှာ1နဲ့4နဲ့ပေါင်းတော့9 3 chain က3 ညထွက်တယ်9နဲ့8နဲ့ပေါင်းတော့9 3 chain က4 5ဆိုရင်9ထွက်တယ်4နဲ့8နဲ့ပေါင်းတော့4နဲ့8နဲ့ပေါင်း2 9 chain က2ထွက်တယ်အဲ့2နဲ့1နဲ့ပေါင်း3 8 chain က3ထွက်တယ်9နဲ့1နဲ့ပေါင်းတော့8 3 chain က2 8ဆိုပြီးထွက်တယ်2နဲ့9နဲ့ပေါင်း9 4 chain ကဒီနေ့3 ည4ဆိုပြီးတော့ထွက်တယ်ဒီနေ့3 ည4ဆိုပြီးတော့ထွက်တယ်နော်ညနေပိုင်း9:06နော်9:06အဲ့မှာကျမတို့မနေ့က formula လေးပါနော် formula လေးကိုတစ်ချက်ပြောပြပေးပါမယ်ရှင်ကျန်နေ့ formula ရဆိုရင်ကျမပြောပြပေးမယ်9:6ထွက်ရင်ဒါကျမရဲ့ formula လေးပါရှင်9:6ထွက်ရင်6တစ်ကချင်းရင်ချင်းမချင်းရင် break အကွာ30ပေါ့နော်6တစ်ချင်းဆိုတော့6တစ်အချင်းကဒီမှာ19ပေါ့နော်19 20နဲ့တော့လာမယ်20 40ဟိုက break ဆိုတော့60ပေါ့အကွာ60အကွဲ60 6တစ်ချင်းချင်းမချင်းရင် break ဒီနောက်ရမှာလိုက်တယ်ဒီမဲ့ပေါ့နော်ဒီမဲ့9:6ထွက်တယ်2 ဆိုပြီးတော့ tip break ထွက်တယ်9:6ထွက်တယ်5:6ဆိုပြီးတော့6တလုံးလဲပါတယ် tip break လည်းထွက်တယ်9:6ထွက်တယ်6:5ဆိုပြီးတော့ tip break နဲ့6တလုံးပါတယ်9:6ထွက်တယ်မဲ့8:3ဆိုပြီးတော့ tip break ထွက်တယ်ပေါ့နော်8:3ဆို tip break ထွက်တယ်9:6ထွက်တယ်2 တစ်ဆိုပြီးတော့1တလုံးလာတယ်9:6ထွက်တယ်5 ဆိုပြီးတော့6 break နဲ့1တလုံးပါတယ်အခုဒီမှာ9:6ထွက်ထားတယ်9:6ထွက်ထားတဲ့အတွက်မနက်ဖြန်ကြရင်6 တစ်ချိန်မချိန် break ပေါ့နော်မနက်ဖြန်16ရက်တလ2026အရေးဟိုအဖြစ်နော်ခဏလေးနော်ဆိုအဲ့မှာနေကုံပေါ့နော်မြင်ရလားကျမလက်ကြီးနဲ့ကွဲနေတာနေကုံမှာ9:6ထွက်ထားလို့9:6ထွက်ထားရင်နောက်ရက်မှာ6 တစ်ချိန်ထားမဟုတ်ဘူးဆိုရင် break တန်းထွက်တယ် break တန်းထွက်သည်တန်းထွက်တယ်အဲ့တော့ခုနတော့တစ်ချက်ပြန်ကြည့်မယ်နော်ခုနတော့ကပေါ့နော်ဒီမဲ့3 ညနဲ့6နဲ့ပေါင်းတော့မနက်ဖြန်အတွက်6 တစ်အချိန်နော်အဲ့မှာ6 တစ်အချိန်ဒီမှာလဲ6 တစ်အချိန်အဲ့တော့6 တစ်အချိန်ကနှစ်ခါပြထားရပါတော့အဲ့တော့6 တစ်အချိန်ကလုံးဝခိုင်နေပေါ့နော်အဲ့တော့ကျမတစ်ချက်ပြပေးမယ်ပေါ့နော်ဒီမဲ့1ညနေပိုင်းပေါ့နော်3 ညနဲ့1နဲ့ပေါင်းတော့1ရဲ့နှစ်ခက်က8ရဲ့ပါဝါ3 3 ချိန်နော်8 3 ချိန်ကမနက်ပိုင်း3ထွက်တယ်အဲ့တော့1ရဲ့နှစ်ခက်က8 3 ချိန်8 3 ချိန်ဒီမနက်ပိုင်း2 8ဆိုပြီး8ထွက်တယ်အဲ့နော်3 ညခွန်ဆိုတော့ခွန်ရဲ့နှစ်ခက်က3 ည3 ည5 1 ချိန်က3 ညထွက်တယ်ရှင်းတယ်နော်ဒီထီနော်အဲ့တော့3 ည5 1 ချိန်3 ညထွက်တယ်9နဲ့6နဲ့ပေါင်း9ရဲ့နှစ်ခက်က3မနက်ဖြန်3 8ချိန်ဒါကျမဒါပြန်ပြပါနော်ခံမှန်းကြည့်တာနောက်ကျ3 8ချိန်အဲ့တော့3 8ချိန်ကို6 တစ်ချိန်နဲ့ကျွန်မတွဲလိုက်မယ်ပေါ့နော်အဲ့တော့3 6 3 1 8 6 8 1 break နေလဲဆို6 တစ် break ဆိုရင်3 ဘူး8 ဘူး3 8ဟောကျွန်မ3 8ရမ်းကြိုက်တယ်မမဲအရင်ဘက်ကဟာလေးကိုတစ်ချက်ပြန်ကြည့်ဒီမဲ့နော်ပြန်ကြားနှစ်ခါလာတယ်နော်နှစ်ခက်က3ခါလာတယ်အခုဒီဘက်မှာလဲနှစ်ခက်က3ခါလာတယ်နှစ်ခက်3ခါလာပြီးပါပြီပြန်ကြားရတယ်နှစ်ခါလာပြီးပါပြီအဲ့ဒီအပတ်မှာပါဝါမပြဘူးတွေ့လား3 8နော်မနှက်ဖြန်အတွက်တစ်ခွက်ကောင်းဘာဖြစ်နိုင်မလဲတစ်ခွက်ကောင်းအနေနဲ့ကျွန်မ3 8ရွေးပါတယ်ရှင်3 8အားပါကဲမနက်ဖြန်လဲဒီကနေ့လိုပဲ16ရက်နေ့မှာလဲကံကောင်းကြပါစေရှင်ကျမရဲ့ဗီဒီယိုကိုကြည့်ရတာကြည့်ချိန်မရဘူး channel Viber channel Telegram channel တွေ join နေတယ်ဆိုရင်ကျမအောက်မှာ link ချပေးထားပါတယ်ရှင် comment မှာပေါ့နော် comment မှာ link ချပေးထားပါမယ်
ဝင်ပြီးတော့ join လို့ရပါတယ် free ဝင် join လို့ရပါတယ်ကျမနာမည်ညာလေးဖြစ်ပါတယ်ရှင်ကျမကို like and subscribe လေးနဲ့ဒီမှာကိုအားပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲကံကောင်းကြပါစေရှင်